အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Sam Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဘာကြောင့်မအောင်မြင်ရသေးတာလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒါကြောင့်ကျမရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့မှကျမရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ပြီးတော့မှနောက်ထပ်စိတ်ဝင်စားတဲ့ဗီဒီယိုလေးတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့လည်းကြံပြုတောင်းဆိုလိုက်ပါတယ်ရှင်ဒီလိုဆိုရင်စလိုက်ကြအောင်ပါဘာကြောင့်မအောင်မြင်ကြရတာပါလဲကျမတို့ရောတခြားသူတွေလူမျိုးမအောင်မြင်နိုင်ဘူးလားဒီမျိုးကုန်းတွေကိုမိတ်ဆွေတို့ရောကျမတို့ပါကိုရောတခြားသူတွေကိုပါမေးခဲ့ကြပါတယ်အဖြေကလည်းရှိနေပြီသားပါအဖြေသိပြီးတော့မှတိတိကျကျလိုက်နာစူးစမ်းမယ်ဆိုလို့ရှိရင်အောင်မြင်ပန်းနိုင်ကိုရရှိမှာဖြစ်ပါတယ်နံပါတ်1အကြောင်းအရာကတော့အလုပ်တစ်ခုရည်မှန်းချက်တစ်ခုကိုချမှတ်ပြီးရင်မိမိကိုယ်ကိုယုံကြည်မှုအပြည့်ထားပြီးတော့မှစူးစမ်းဖို့ပဲလိုပါတယ်အလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်ဖြစ်ပါမလားဆိုပြီးစိုးရင်စိတ်ကမိမိကိုယ်ကိုမယုံကြည်ခြင်းကနေဖြစ်လာခြင်းပါပဲဒါကြောင့်မိမိကိုယ်ကိုယုံကြည်ချက်ထားပြီးတော့မှဒီဇိုင်းမဲ့စူးစမ်းမယ်ဆိုလို့ရှိရင်အောင်မြင်ပန်းနိုင်ကိုရရှိမှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမနေဘူးဆိုလို့ရှိရင်အောင်မြင်ခြင်းနဲ့ဝေးကွာနေမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အောင်မြင်ဖို့ရအတွက်ကယုံကြည်မှုအပြည့်ထားရှိဖို့ရလိုအပ်ပါတယ်နံပါတ်2အကြောင်းအရာကတော့အချိန်ဖြုံးနေခြင်းပါပဲမိမိရည်မှန်းထားတဲ့လုပ်တစ်ခုလုပ်ဖို့ရအတွက်လိရှိညာဆိုအချိန်ဆွဲခြင်းကလည်းပဲချိန်ဖြုံးခြင်းပါပဲဒါကြောင့်အောင်မြင်ခြင်းရင်အချိန်မဖြုံးပါနဲ့အချိန်မဆွဲပါနဲ့မိမိရဲ့အချိန်ကိုအကျိုးကြည့်စွာအသုံးချတတ်မှသာလျှင်အောင်မြင်ပန်းနိုင်ကိုရရှိမှာဖြစ်ပါတယ်အချိန်ကိုအကျိုးကြည့်စွာအသုံးမချဘဲနဲ့အချိန်ဖြုံးနေမယ်ဆိုလို့ရှိရင်အောင်မြင်ခြင်းနဲ့ဝေးကွာနေမှာပဲဖြစ်ပါတယ်နံပါတ်3အကြောင်းအရာကတော့ချောင်းရွံ့စိတ်ပဲဖြစ်ပါတယ်အလုပ်တစ်ခုမလုပ်ရသေးခင်ဆုံးရှုံးမှကြောက်ပြီးကြာရှုံးမှကြောက်ပြီးတော့မှစစ်မရောက်ခင်များကုန်နေမယ်ဆိုလို့ရှိရင်အောင်မြင်မှုနဲ့ဝေးကွာနေမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်နဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ဖို့ရအတွက်ကချောင်းရွံ့စိတ်ကိုဖယ်ရှားပြီးတော့မှမိမိကိုယ်ကိုယုံကြည်ချက်ပြေးထားပြီးတော့မှစူးစမ်းမှသာလေအောင်မြင်မှုပန်းနိုင်ကိုရရှိစီမှာဖြစ်ပါတယ်နံပါတ်4အကြောင်းအရာကတော့ကိုယ့်အတွက်အကျိုးမရှိတဲ့နေရာတွေကနေပြီးတော့မှရုံထွက်ဖို့လိုအပ်ပါတယ်ဥပမာကိုကဒီအလုပ်မှာပျော်လည်းမပျော်ဘူးအစင်လည်းမပြေနေပဲနဲ့မိမိပတ်ဝန်းကျင်ရဲ့ဖိအားမိဘဆွေမျိုးတွေရဲ့ဖိအားကြောင့်မလို့ဆက်ပြီးတော့နေထိုင်နေမယ်ကိုယ့်ရဲ့ရည်မှန်းချက်ကတနေရာအိမ်မက်ကတနေရာဒါပေမဲ့ကိုလုံနေရတဲ့နေရာတနေရာဒီလိုနေရာမျိုးတွေကနေရုံထွက်ပြီးတော့မှကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုရအောင်သွားနိုင်မှသာလေအောင်မြင်မှုရရှိစီမှာဖြစ်ပါတယ်ဒါကြောင့်မလို့အောင်မြင်ဖို့ရအတွက်ကဒီလိုနေရာတွေကနေရုံထွက်နိုင်ဖို့လိုအပ်ပါတယ်နံပါတ်5မအောင်မြင်ရတဲ့အကြောင်းရင်းကတော့စဉ်ဆက်မပြတ်ကြိုးစားမှုမရှိခြင်းပဲဖြစ်ပါတယ်တခုခုလုပ်ပြီးရင်တစ်ခါမှအောင်မြင်တာနဲ့ဆွလွတ်လိုက်မယ်ဆက်ပြီးတော့လှုပ်ချင်စိတ်မရှိတော့ဘူးဆက်ပြီးမကြိုးစားတော့ဘူးဆိုလို့ရှိရင်ဒါတွေကလည်းမအောင်မြင်တဲ့လမ်းစာတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့အလုပ်တစ်ခုခုလုပ်ပြီးဆိုရင် consistency ရှိဖို့လိုအပ်ပါတယ် consistency ရှိခြင်းကလည်းပဲအောင်မြင်ဖို့ရတဲ့လမ်းစာတွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့သူများရဲ့အောင်မြင်မှုအပေါ်မနာလိုတဲ့စိတ်ဒီစိတ်အခြေခံနေပြီဆိုလို့ရှိရင်လည်းသူများရဲ့ကြောက်အောင်မြင်မှုအပေါ်ကိုမနာလိုခြင်းဆိုတဲ့အိတ်တာမစ္စရိယစိတ်ရှိခြင်းကလည်းပဲကိုယ်တိုင်မအောင်မြင်ခြင်းရဲ့အဓိကအခြေခံအကြောင်းရင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာကျွန်မမျှဝေပြီးတဲ့ဘာကြောင့်မအောင်မြင်ရတာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုသိရှိပြီးတော့မှကိုယ်တိုင်လည်းပဲဒီထက်အကြောင်းအရာတွေရှိနေပြီဆိုလို့ရှိရင်ပြုပြင်ပြီးတော့မှအောင်မြင်ဖို့ရအတွက်စူးစမ်းလိုက်ပါကိုယ်တိုင်လည်းပဲဒီလိုမအောင်မြင်တဲ့နေရာတွေမှာရောက်နေပြီဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုရရှိဖို့ရအတွက်ရုံထွက်လိုက်ပါဒါလေးတွေကိုအကြံပြုပြောဆိုရင်းနဲ့ပဲကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်းပဲ like and subscribe လုပ်ပေးကြဖို့ထပ်မံအကြံပြုတောင်းဆိုလိုက်ပါတယ်ရှင်